ပြင်းဦးလင်မျိုးရဲ့ feeling ပြင်းဦးလင်မျိုးရဲ့ bike ကနေကွဲထွက်ပြီးတော့မှကျေးလက်မှာရှိနေတဲ့ကျေးလက်တွေကအိမ်လေးတစ်လုံးတော့ရလေးကလေးကရာခင်းလေးကလေးအိမ်လေးတစ်လုံးတည်းကိုရောက်သွားလို့မျိုးနှွေးထွေးတဲ့feeling မျိုးကိုရစေမယ်အိမ်လေးတစ်လုံးနဲ့မမွာမိတ်ဆက်ပေးခြင်းလားသူကလေအနီးစခန်းကျွမ်းတဲ့ထောက်ထဲမှာရှိတယ်မန္တလေးလာရှိုးပြည်အောင်စုလမ်းမကြီးကနေလာလိုက်မယ်ဆိုလို့ရှိရင်3မိနစ်လောက်သာဝင်ရတဲ့အကွာဝေးမှာရှိတယ်ခြံကျဲကပေ60ပတ်လေရှိတယ်ပေါ့နော်အိမ်ကျဲကတော့40-42ပေအကျယ်ရှိပြီးတော့မှခေါ်စည်းလေးက3,600ညှိနှိုင်းခေါ်ထားတဲ့ဒီအိမ်ကလေးအဲ့တော့ဒီအိမ်ကလေးကိုမမွာမိတ်ဆက်ပေးခြင်းနဲ့တုံးထားတဲ့ပစ္စည်းတွေအစားပေါ့နော်တကယ်ကို share တွေတုံးထားပြီးရနောက်ပြီးတော့ဒီမှာဆိုရင်ပရောက်အသားတွေကိုအများဆုံးသုံးပေးထားပြီးတော့မှသူ့ရဲ့ဒီ country style country type ကလေးလုပ်ပေးထားတာလေအရန်မိုက်တယ်အိမ်လေးထဲမှာလေကားကိုတောင်လေးကလည်းတီးတန်းပါလို့ရှိမှဆိုရင်ကားတစ်စီးရနာလို့ရတယ်ပေါ့နော်ရေမီးပြေးဆောင်အသင့်နေလေးဖြစ်ပါတယ်ရှင်လောလောဆယ်တော့လုံးဝပြီးကစားလေးဆိုတော့လေအနာ construction နေရာဖြစ်နေတဲ့အတွက်ကြောင့်မလို့မမကတော့ဖက်နှက်စီလိုက်တော့မယ်ပြီးတော့အိမ်ထဲဝင်ချင်းဆိုရင် living room လေးရှိရပေါ့နော်ဒါလေးဆိုရင် living room နေရာလေးကိုမှလေမျက်နှာကျက်တွေအားစအသားတွေကိုပေါ့နော်အသားတွေကိုသုံးပေးထားတယ်နောက်ပြီးတော့ပရင်းတကားတိုင်းမှာဆိုလို့ရှိရင်လည်းကြီးပေါင်ခွေထားတာတွေအစပြီးတော့ပရင်းတကားတိုင်းမှာလုံခြုံရေးတန်ပန်တန်တကားတွေပါတယ်ဒီအိမ်မှာဆိုလို့ရှိရင် master bedroom 2ခန်းပါတယ် single bedroom 2ခန်းပါတယ်ပေါ့နော်ဒါလေးကဒီအိမ်ရဲ့အောက်ထပ်ရဲ့ပထမဦးဆုံးသော master bedroom လေးပါအရန်ချစ်စရာကောင်းတာပြမယ်ဟိုမှာဒီလား exhaust fan ဝါစလုံးဝ exhaust fan ဘောင်ဝါစအသားတွေနဲ့ခွေထားတာပေါ့နော်ကျွန်းနေဘရောက်တွေကိုလေ share သုံးထားပြီးရဲ့အိမ်လို့မမုံကတော့မြင်ရတယ်ဒီဘက်ကနေဆက်ပြီးထွက်လာလိုက်မယ်ဆိုလို့ရှိရင်တော့ဒါလေးက single ခန်းလေးပါအောက်ထပ်မှာဆိုလို့ရှိရင် single တစ်ခန်း2ခန်းပါမယ် master bedroom တစ်ခန်းပါမယ်ပေါ့နော်အဲ့တော့လောက်ထားပြီးရဲ့ design လေးကကွဲထွက်နေပြီးတော့မှကြေးလက်ရဲ့ type ပေါ့နော်ကြေးလက်ပုံစံလေးတွေကိုအများကြီးတွေ့ရတယ်ဒီလိုပုံစံလေးတွေနေချင်ကြတဲ့သူတွေကြတော့အိမ်လေးတွေကရှာရှာပါပါလေးပြင်းဦးလေးမှာထွက်တာရှားတယ်ပေါ့နော်ဒါလေးကဒုတိယမြောက်စင်ငယ်ခန်းလေးပါအဲ့တော့ရှာရှာပါပါလေးထွက်လာတဲ့ဒီအိမ်ကလေးပေါ့နော်ဒီအနောက်ကိုဝင်လာလိုက်မယ်ဆိုရင် kitchen နဲ့ dining room ကိုရောက်မယ်ဒီ kitchen နဲ့ dining room မှာလေးဆွဲကြတာအပြီးဆွဲကြတာပြီးတော့မှထားထားပြီးရဲ့ဟာတွေကိုအစအရန်ကိုမိုက်တယ်လို့မမွန်ကတော့မြင်တယ်ဒီမှာဆိုလို့ရှိရင်လည်းဘေးစင်ခွေထားတာတွေအစကြွေပြားတွေကိုကောင်းတာဘေးစင်မှာကြွေပြားတွေကိုအနားလုံးထားတာတွေကအစအသားတွေနဲ့လုံပေးထားတယ်ဒါကအပြင်ကိုပြင်ထွက်လို့ရတဲ့တကားဖြစ်တယ်ဒီအိမ်မှာလေတအိမ်လုံးမှာရေဘူးရေအေး system တွေကိုထည့်သွင်းပေးထားပြီးတော့ဒါလေးရဆိုလို့ရှိရင်ကားကိုတောင်ပတ်ပေါ့နော်ကားကိုတောင်ကနေပြီးတော့မှထွက်လာမယ်ဆိုရင်ဒီဘက်ချမ်းကိုရောက်နိုင်တဲ့ kitchen နဲ့ dining room ကိုတန်းရောက်နိုင်တဲ့နေရာလေးဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့အများဆုံး common button WC ကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ဒီဘက်ချမ်း spacing လေးကတော့ weight short set ပါညာထားလို့ရမယ်ပေါ့နော်ဒါလေးကဝင်းအောက်ဆိုလို့ရှိရင်လည်း spacing လေးကမပုတ်အောင်လို့ဖက်နှက်စင်မဲ့ထားဘာပဲထားလို့ရအောင်လို့ဆိုပြီးမှ cabinet ကလေးထည့်ပေးထားတယ်အဲဆိုလို့ရှိရင်မမွန်တို့အပေါ်တက်ကိုဆက်သွားကြည့်ကြမယ်အပေါ်တက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းလေကားလက်ရန်နေရာအစနောက်ပြီးတော့ဒီခင်းသားတွေအစပေါ့နော်တေချာလေးကိုတုံးပေးထားလေးကိုမြင်ရတယ်အခုဆိုလို့ရှိရင်ပေါ်တက်တက်လာချင်းဆိုရင်ဒီဘက်ခန်းဆိုရင် share အနေနဲ့ထားဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်း single bedroom အနေနဲ့ထားလို့ရတယ်အမိုးမှာလေဒီအသားတွေနဲ့ဒီတွတ်နယ်ဂျားထဲမှာဆိုလို့ရှိရင်အပူခံပြားတွေကိုထည့်သွင်းပေးထားတယ်လို့ပိုင်ရှင်ကတော့ပြောတယ်ပေါ့နော်ဒီဘက်ချမ်းဆိုလို့ရှိရင်လည်းဒါလေးကလည်း single တစ်ခန်းလေးပဲအပေါ်ထပ်မှာဆိုလို့ရှိရင် single 2ခန်းပါတယ်shrine room အနေနဲ့လုပ်လို့ရတစ်ခန်းပါမယ်နောက်ပြီးတော့ master bedroom တစ်ခန်းပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကွန်ပျူတာစပွဲပဲထားပါပဲထားအဲ့လိုတခုခုထားလို့ရအောင်လို့ဒါမှမဟုတ်လည်းအဲ့ဒီနေရာမှာဖျားခန်းလေးထားပြီးတော့မှဟိုကလေးလူများရဆိုရင်အိတ်ခန်းနေနဲ့သုံးလို့ရတယ်ဒါလေးကအပေါ်ထဲရဲ့တတရားမြောက်single ခန်းလေးပေါ့နော်ပြီးလို့ရှိရင်တော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ master bedroom လေးတစ်ခန်းပါပါမယ်ဒါကတော့ပေါ်တက်ကလူတွေသုံးလို့ရတဲ့ master bedroom ပေါ့နော်အဲ့တော့ဒီအိမ်မှာဆိုလို့ရှိရင် single 2ခန်းပါမယ် master bedroom ကစုစုပေါင်း2ခန်းပါမယ်နောက်ပြီးတော့ kitchen နဲ့ dining room လေးပါမယ်နောက်ပြီးတော့ living room လေးပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဝရဏအခြေကြီးပဲအဲ့တော့ဒီအိမ်ကလေးကိုလာအပြင်မှာလာကြည့်ချင်ခဲ့တယ်ဆိုလို့ရှိရင်စိတ်ဝင်စားခဲ့ဆိုလို့ရှိရင်မမွန်တို့ရဲ့အလင်းမီဖုန်းနံပါတ်3940609949ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်အလင်းမီ page မှာလည်းစုံစမ်းနိုင်လို့မမွန်ရဲ့အကောင့်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်